နိုင်ငံရေးနဲ့ process နဲ့ပတ်သက်လို့ဒီဘက်ရောက်လာတာဆိုတော့လေတကယ်လို့များကျွန်တော်ညီတွေနဲ့မသက်ဆိုင်ပါဘူးလို့ကျွန်တော်တို့နဲ့ပဲသက်ဆိုင်ပါတယ်လို့ဘာလို့ကလေးတွေကသူတို့ရဲ့ဝင်းစာရေးရလှုပ်ရတဲ့လူတွေဖြစ်တဲ့အတွက်ဒီစင်မြင့်မော်ကိုရောက်လာတဲ့အခါမှာလဲအမှုပညာကိုကျွန်တော်တို့ကလာပြီးတော့ဂုဏ်ပြုတာပါလို့ကျန်တာဘာမှမပေါ့ဘူးနော်ဟုတ်တယ်နော်ကဲကျွန်တော်အမေစုရဲ့ပါဝါ54ဆိုရဲ့ချင်းလေးကိုနားဆင်ခံစားပေးပါကျွန်တော်အတန်မကောင်းဘူးနော်အားလုံးထဲမှာရုပ်ချောဆုံးဆိုတော့လေသိတယ်မလားဒီတည်းကတိုင်းချစ်တဲ့တော့ကျွန်တော်ချောတယ်မလား तू ကမင်းအောင်လိုက်ရက်နေနော်ကျွန်တော်မနေ့ကရတဲ့ဆူချ4900ကိုဖျားအတွက်လူပေးတယ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အင်းရရဲ့တပေကမှာမိပြပြအင်္ဂလိပ်ယင်နေရတယ်လေရှင်တော်ဖျားရဲ့ဖျားများပွားတဲ့လေပြေဝိတတဲ့ချာနေအမေကြီးစီစံအနန္တစัจ जा ပေါင်းကိုအမြပေးဝိတဲ့အမေတရားစံလေးကြတော့ရှင်နေမှာကြီးညူပြီးတဲ့အမေချမ်းပါပါစေမေချမ်းမြေပါစေအသက်ရာကျော်ရှိပါစေလေကျွန်တော်ရဲ့ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝါ54အိမ်ကိုဂုဏ်ပြုထားတာပါလို့ဒီချင်းနဲ့ဒီရရဲ့တပေကမှာမိပြပြအင်္ဂလိပ်ယင်နေရတယ်လေရှင်တော်ဖျားရဲ့တရားများပွားတဲ့လေဒီဝိတတဲ့ချာနေအမင်းကြီးစီတဲ့အတန်သာစကြပေါင်းကိုအမြပေးဝိတဲ့အမေတရားတဲ့လေးကြတော့ရင်မြဲမှကြည်ညိုမိတဲ့အမေချမ်းပါပါလေမေချမ်းမြေပါလေအသက်ရာကျော်ရှိပါစေလေကျေးဇူးများကြီးတင်ပါတယ်ပါဝါ54ဟာမြမသမိုင်းကဘာကိုတည်အောင်ဆွမ်းဆောင်နေငိမ့်ညံ့ရင်လိုပဲဆူရှိအမေစစ်ရဲ့ပါဝါ54ဟာမြမသမိုင်းကဘာကိုတည်အောင်ဆွမ်းဆောင်နေငိမ့်ညံ့ရင်လိုပဲဆူရှိအမေစစ်ရဲ့မြစ်တာတွေနဲ့ဖွဲ့တဲ့အိမ်သစ္စာတွေနဲ့စောက်တဲ့အိမ်သာဝရအမေမြမတီတီရဲ့အမေဖေရာပန်းတို့ဦးညွရအိမ်ကိုမောရာချပန်းတို့ဦးညတဲ့အိမ်တန်ခါနေရောပြည်သူတို့ရဲ့နှလုံးသားရဲ့အိမ်အမေဖေရပါစေရှောက်တော်လည်းနိုင်ပန်းတို့ပွင့်စီပွင့်တော့ပန်းလိုက်ပွင့်ပြပါကျေးဇူးများကြီးတင်ပါတယ်ဒီကိုမတော်မတွေအားလုံးကျမ်းမှာရွှင်လန်းကြပါစေနော်စိတ်ကြတော့ဟုတ်တယ်ကျွန်တော်ရိုက်ပြီမြမသမိုင်းကဘာကိုတည်အောင်ဆန်းဆောင်နေငိမ့်ညံ့ရင်လိုပဲဆူရှိအမေစီရဲ့ပါဝါ54ဟာမြမသမိုင်းကဘာကိုတည်အောင်ဆန်းဆောင်နေငိမ့်ညံ့ရင်လိုပဲဆူရှိအမေစီရဲ့မြစ်တာရီနဲ့ဖွဲ့သစ္စာတွေနဲ့စောက်တဲ့သာဝရအမေမြမတီရဲ့အမေ
ဘီရာပန်းတို့ဦးညွတ်ရအိကုတ်မရာချဗန်တို့ဦးညွတ်တဲ့အိတန်သာစီသောပြည်သူတို့ရဲ့နှလုံးသားရဲ့အိအေးဘေးကင်းပါစေရှောက်တော်လန်းနိုင်ပန်းတို့ပွင့်ခြင်းပွင့်တော့ပန်းနိုင်ဝင်ပြန်ပါစေတန်သောပြည်သူတို့ရဲ့နှလုံးသားရဲ့အိအမေဘေးကင်းပါစေရှောက်တော်လန်းနိုင်ပန်းတို့ပွင့်ခြင်းပွင့်တော့ပန်းနိုင်ဝင်ပြန်ပါစေတန်ငါးသေးသောပြည်သူတို့ရဲ့နှလုံးသားရဲ့အိမ်မေဘေးကင်းပါစေရှောက်တော်လန်းနိုင်ပန်းတို့ပွင့်စေပွင့်တော့ပန်းနိုင်ဝင်ပြန်ပါစေကျေးဇူးများကြီးတင်ပါတယ်ညီကောင်မတော်